မန္တလေးမှာရှောက်လုံထမ်းပေါင်းကိုပဇွန်နဲ့စားလို့ရတဲ့ဆိုင်ကလေးကိုသိကြလားဒီဆိုင်လေးမှာကစားချင်စရာရှောက်လုံထမ်းပေါင်းတွေဖတ်ထုတ်တွေပေါက်စီကြော်တွေအစုံရတဲ့အပြင်ကိုမနက်စာစားလို့ကောင်းတဲ့ခောက်ဆွဲတွေအပြင်တခြားစားချင်စရာမီနူးလေးတွေဆက်ဆက်လေးအများကြီးရတဲ့ဆိုင်ဖြစ်တဲ့အတွက်ညီနဲ့တူတူဒီနေ့လိုက်ကြည့်ကြပါဦးဒီဆိုင်လေးကိုညီသဘောကျတာကကြတော့ဒီမှာညီမထားတဲ့သူ့ရဲ့ဒီမာလာချင်ဆက်ခောက်ဆွဲဆိုရင်တပွဲစာလေးကဒီလောက်ပဲဈေးကလည်း9000ပဲဘာလို့ဆိုတော့ညီတို့ကဒီလိုမျိုးအပေါင်းအထီးကရတဲ့ဆိုင်လေးတွေကိုလာတဲ့အခါမှာဒီရှောက်လုံထမ်းပေါင်းလေးတွေကိုလည်းစားချင်တာဖြစ်တဲ့အတွက်ခောက်ဆွဲကြီးကတပွဲပြည့်ပြည့်ကြီးစားလိုက်ညီတို့ဘိုက်ထဲမှာအပေါင်းတွေအတွက်နေရာမကျန်တော့ပဲနဲ့အရန် stress ဖြစ်ရတယ်ပေါ့နော်ခောက်ဆွဲကိုကုံအောင်စားရတာကလေသူကလုံးဝလို့တရုပ်ရတာစစ်စစ်ကလေးတွေပေါ့နော်ဒီမှာညီမလာချင်ဆက်ခောက်ဆွဲလေးမှာထားပါတယ်နက်လေးကိုမွေးနေရပဲဒီညီတို့တရုပ်ခောက်ဆွဲတွေရဲ့ပုံစံအတိုင်းပဲအချင်တက်ကလေးပါတယ်ပေါ့နော်ချင်းချင်းဆက်ဆက်ကလေးသူ့ဟင်းရီကမာလာခောက်ဆွဲဆိုပေမဲ့စီအရမ်းများနေရမျိုးမဟုတ်တဲ့အတွက်ညီတို့အရေကိုလည်းကောင်းကောင်းတောက်လို့ရတယ်ပေါ့နော်။ကောင်းတယ်အရေလေးလား။ချင်းပြုံးပြုံးလေးပါနော်။ဒီဆိုင်ရဲ့ signature ကညီတို့ soup dumpling လို့ခေါ်တဲ့ရှောက်လုံထမ်းပေါင်းကိုမှပဇွန်နဲ့ဖြစ်ပါတယ်။ပုံမှန်တခြားဆိုင်တွေမှာဆိုရင်ဝက်သားနဲ့ပဲတွေ့ရတာများတဲ့မီနူးပေါ့နော်။ညီကတော့ပဇွန်နဲ့စားရတာကိုကြိုက်တဲ့အတွက်ဒီဆိုင်မှာတကူးတကပဲအများအားလာစားဖြစ်တယ်။ soup dumpling တစ်ခုရဲ့အထဲမှာပဇွန်အသားဘယ်လောက်ပါတယ်လဲဆိုတာကိုကြည့်ချင်လို့ညီဒီမှာဒီလိုမျိုးလေးဖြဲပြထားပါတယ်။ဒီပထမဆုံးတစ်လုံးလေးကတော့ညီဒါ follower တွေကိုမြင်အောင်ပြချင်တာနဲ့ဖြဲလိုက်ရတော့အထက်က soup တွေတော့ထွက်သွားရပါတော့။ဆိုတော့ညီဒီတိုင်းလေးပဲအချင်းလေးနဲ့တို့ပြီးတော့စားလိုက်ပါမယ်။အချင်ထဲကိုတို့လေးဂျင်းလေးထည့်ပြီးမွေးလိုက်ပါမယ်။မွေးလေးဖြစ်သွား။လုံးဝပြပြလေးနဲ့လေစိတ်ညာပဲ။ဘာလို့လဲပဇွန်ကလုံးဝအပြည့်ထည့်ထားပြရဆိုတော့တော်ရရှိရ။ဒီမှာထားလေနောက်တစ်ခုကကြတော့ဒါလေးကညီတို့စောင်မိုက်လို့ခေါ်တယ်။သူကကြတော့ဒီကောက်ညင်းရဲ့ပြီးတော့ညီတို့မုံလာဥနီရဲ့မှုရဲ့ဝက်သားရဲ့ကိုမပေါင်းထားတာပေါ့နော်။ဒါလေးနေစားကြည့်ပါမယ်။ဒီကအပေါင်းလေးတွေကလေဈေးသက်တာရဲ့တီလာလုံးဝအဲ့လိုဈေးလေးတွေကအနေတော်လေးတွေပဲညီတို့ဒီပဇွန်6လို့ပေါင်းတစ်ပွဲမှာ9500လားမသိဘူးအဲ့ဒါတစ်လုံးမှာပဇွန်အကောင်လိုက်ကြီးပါတယ်ဝက်သားဆိုရင်9500လောက်ပဲကျမယ်ကျန်တဲ့အဲ့လိုခောက်ဆွဲလေးတွေဆိုရင်လည်း9000လောက်ကနေပြီးတော့စပြီးတော့ရပါတယ်ဆိုတော့ဈေးနှုန်းအများနဲ့မေးနေတဲ့သူတွေအတွက်ဈေးနှုန်းနဲ့တခါတည်းသွဲပြောပေးထားတာပါကျမတို့မွေးရအေးရကောက်ရမ်းဆိုပေမဲ့ကောက်ညင်ရလေလုံးဝဝါရမခက်ဘူးအေးလေးနဲ့စစ်လေးနဲ့ပြီးတော့ဒီအသီးကျွတ်နဲ့အသားရဲ့အနံ့လေးတွေနဲ့ပေါ့နော်တော်တော်လေးစားလို့ကောင်းပါတယ်ဒါကတော့နေလို့လူများများ share စားတွေပို့ပြီးတော့စားလို့ကောင်းနေဆိုတဲ့မီနူးတွေပေါ့နော်ကောက်ညင်ဆိုတော့လေတယောက်တည်းတော့အများကြီးစားနိုင်မှာမဟုတ်အေးဆက်ရတာဒီဆိုင်လေးကတော့လေဒီအဲ့လိုမျိုးမနက်စာအဲ့လိုတရုတ်ခောက်ဆွဲလေးတွေပြီးတော့အရသာကောင်းကောင်းရှောက်လုံထားပေါင်းလေးတွေကိုဈေးတက်လေးနဲ့စားချင်တိုင်းမှာလာပြီးတော့စားဖြစ်တဲ့ဆိုင်လေးပါလိပ်စာလေးကတော့မန္တလေးမျိုးနေတို့41ပေါ်ပေါ့နော်41နဲ့61တောက်မှာရှိပါတယ်ဆိုင်နာမည်လေးကတော့ဟုံးရှောက်လုံပေါင်းနဲ့ဒီပေါက်စီပေါ့နော်ဆိုင်အရှိကနေကြည့်ရင်နေတို့အထဲမှာထိုင်စရာလေးတွေမရှိဘူးလို့ထင်ရတယ်တကယ်တမ်းကျတော့အထဲမှာနေတို့ဒီလိုမျိုးထိုင်စရာတွေမှအများကြီးပဲအေးစစ်စစ်ထိုင်စားလို့ရတယ်ဒီဆိုင်လေးကနေစားနေကြဆိုင်လေးမို့လို့အားလုံးကိုနေ sharing လုပ်ပေးလိုက်ပါတယ်တခြားလိုဖတ်ထုတ်ကြော်လေးတွေမတူတဲ့မီနူးလေးတွေစိတ်ဝင်စားစရာလေးတွေလည်းအများကြီးရှိတယ်ဆိုတော့လာ try ကြည့်ဖို့နေ sharing လုပ်ပေးချင်ပါတယ်ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲနောက်ထပ် vlog ကြမှာပြန်ပြီးတော့တွေ့ကြမယ် bye bye